တကယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြည့်လိုက်ပါတယ်။တနေ့နဲ့7မိနစ် Anime ကတော့ Solo Level လေးရဲ့ Episode 5ပဲဖြစ်ပါတယ်။စေယုံမှာတော့ဂျင်ဝူကိုနက်စမလေးတွေကဝိုင်းကြိုက်နေကြပြီးဂျင်ဝူကတော့လေ့ကျင့်ခန်းတွေလုပ်လို့ကြော်သားတွေတောင်ပေါ်နေပြီပဲဖြစ်တယ်။ခွင့်ပြုပါအောင်။ဟဲတောင်းပန်ပါတယ်နော်။တောင်းလိုက်တာဒီအစင်မှာအလောက်မိုက်တဲ့ body ရှိနေခဲ့တာလားဒီနေ့ကစေယုံစင်မှာဆိုတော့အစင်ပြေရဲ့လားမမတီပြူစုလို့ကောင်းနေပါပြီကျေးဇူးပါတော့ဟိုလေဖုန်းနံပါတ်ပေးလို့ရမလားစိတ်ထဲမထားဘူးဆိုရင်ပေါ့စစ်စစ်ထားတာတွေကိုပို့ပေးမလို့ထင်တယ် TV မှာတော့ S အဆင့်ဟန်တာဗယုံဟိုကိုအင်တာဗျူးနေပြီးအဲ့ဒါကိုဂျီနာကကြည့်နေကကြောက်သွားဖို့လို့တော့အကိုကြီးကနိုးနေပြီလားကြာပြီဟာကြော်သားလေးကိုတွေးလိုက်တော့အကိုကြီးကလေ့ကျင့်ခန်းနေလုပ်နေတာလားနည်းနည်းပါအရက်ပါရှိလာတာပဲကြော်ကြားလေးတွေကလူကြီးဖြစ်ရင်လည်းအရက်ရှိသေးတာပဲသွားတော့မယ်နော်ဟဲ့ထီယူသွားအောင်နေသားတယ်ဟာမရဘူးထဲ့ထားဒိုးတော့တက်တာနော်ပြေးတာကိုတော့နောက်မှပဲလုပ်တော့မယ် level 18တောင်ရောက်နေက point တွေနဲ့အစွမ်းတွေကိုမြင့်လိုက်တယ်အင်ရှင်ကဖုန်းခေါ်လာလို့ငွေကိုအမြန်လွှဲပေးမယ်ဆိုပြီးတော့ပြောလိုက်ရတယ်ငါကတန်ပါလာပြီဆိုတော့အခန်းငါးကကိုအေးဆေးရှာနိုင်မှာပါပတ်စံရှာဖို့ဆိုရင် RAM မြင့်တဲ့ gate ကိုရှာရမှာဆိုတော့ငါလို့ E အဆင့် RAM ကတော့ဝင်လို့ရမှာတောင်မဟုတ်ဘူး RAM မြင့်လာရင်လည်းအာရုံနောက်တော့မှာငါလို့ level တက်ပြီးကျန်းလာတဲ့ hunter ဆိုတာကမရှိသေးဘူးလေအဲ့လိုကျန်းလာရင်ငါ့ကိုမီဒီယာတွေကခေါင်းစားတော့မှာဒီအစွမ်းနဲ့ကိုသိချမသိရခင်အထိကိုပါတာကွယ်ကာလို့ရရင်အဆင်ပြေနေပြီအဲ့နောက်မှာတော့သူ့ကိုလာခေါ်တဲ့အလုပ်ကိုပြေးသွားတာမစ်ရှင်မှာပြီးသွားခဲ့တယ်ဟွမ်ဆိုတဲ့သူကသူ့ရဲ့အဖွဲ့နဲ့မိတ်ဆက်ပေးပြီးငါတို့ကစီရန်ဂိတ်ထဲကိုဝင်မှာမို့လို့ဝင်မဲ့သူ၈ယောက်မှာတဝက်လောက်ကစီရန်နေမင်းကတိုက်ခိုက်မဲ့သူမဟုတ်တော့ဝင်ဆောင်ကဝန်နတမ်းမဲ့ပေးမယ်နော်စီရန်၄ယောက်နဲ့ဒီရန်၂ယောက်ပေါ့အထုပ်တွေတဲပေးနော်ဟီလာမပါဘဲနဲ့ဝင်မလို့လားကိုပိုင်အဖွဲ့တွေမှာကဟီလာခေါ်ဖို့ခက်တယ်လေငါတို့ကဟီလာမပါဘဲနဲ့ကျန်းနေကြဒါဆိုရင်ဖိုက်တာတွေပဲရှိတဲ့အဖွဲ့ပေါ့လက်မှတ်ထိုးပေးအောင်နော်ဒီထဲမှာဖြစ်တဲ့ကိစ္စတွေကိုတာဝန်မယူဘူးဆိုပဲထိုးပြီးပေးလိုက်တယ်ကျွန်တော်ကရိုဇင်ဟိုအသက်က21ဒီရန်ဟန်တာပါဒီရက်အသုံးဆောင်တွေကတော့ share ပဲဘောစီတွေထင်တယ်စိတ်ဘူးနဲ့ကျွန်တော်ခွဲကာပေးပါမယ်တွားကြစို့သူတို့လည်းဂိတ်ထဲကိုရောက်တော့ဒါကစီရန်ရောဟုတ်ရဲ့လားစစ်စေးရေးသမားတွေကနှစ်ခါတောင်တီးပြူထားမှတော့စီရန်ဘောကွာဂိတ်အကျွဲစားကကိစ္စမရှိဘူးထဲကကောင်တွေကအဓိကပဲဘီရန်နဲ့အထက်ဆိုရင်ဂလိုက်တွေကဓာတ်ရိုက်ကင်တွေတာဂျင်ဝူကအကုန်တီးတယ်နော်ဟန်တာဖြစ်တာကြာနေပြီလေငါလည်းစီရန်ဂိတ်ထဲကိုဝင်ဘူးတာပထမဆုံးပဲအထဲကိုရောက်တော့မီထွန်းလိုက်ပြီးမွန်စတာတွေလည်းမရှိဘူးဒါကိုမြင်တော့ခါတန်နိုဖျားချောင်းကိုတော့သတိပြန်ရသွားတယ်ဂျင်ဟိုတီးချန်နာတွေကိုဂျင်ဟိုကဖြေပေးနေကအပေါက်တွေနာရောက်တော့အသင့်ပြင်ကြinsect monster တွေပဲအကုန်လုံးလည်းအသင့်ပြင်ထားလိုက်ကြကအပေါ်မှာ PS monster တွေအများကြီးဆင်းလာလို့တိုက်ခိုက်လိုက်ကြက monster တွေကိုမြားလိုက်ပြီးမိခင်လိုက်တယ်လူညီသားပဲတူတူလောက်တာကြပြီထင်တယ်တိုက်တာကတော့ရှယ်ချမ်းတယ်ဂျင်ဟိုလည်းတက်ပြီးကြွားနေကသူ့ကိုလာတိုက်တဲ့ကောင်ကိုလည်းတီးလိုက်တယ်အကုန်ရှင်းလိုက်ပြီးကောင်းတယ်ပြီးသွားပြီပဲခရစ်စတန်တီကိုထုတ်ဖို့လုပ်နေကြရင်ကူညီပေးတာကျေးဇူးပါအပေါ်ကနေလာမှဘယ်လိုလုပ်သိတာလဲခံစားမိတာပါတော်လိုက်တာဗျာသူတို့ရဲ့ထိုင်ရတွေကိုကြီးကြစမ်းဓာတ်တန်ရမဟုတ်ဘူးအကုန်အခိုက်ခံထားရတာတွေကြီးပဲတခြားမွန်စတာတွေနဲ့နေမြင်လူထားတာလားမသိဘူးကြည့်ရတာပိုကျန်းတဲ့မွန်စတာတစ်ကောင်ရှိနေနိုင်တယ်ဂျင်းဟိုမင်းရဲ့ဝတ်စုံတွေကစီကြီးရဲ့မလားဟုတ်တယ်ပထမဆုံးမရှင်မို့လို့အဖေကကောင်းတာတွေကိုဝယ်ပေးလိုက်တာဟိုဘဲတွေကိုတတိထားဘရိုသူတို့လည်းကူထဲမှာမွန်စတာတွေကိုလိုက်ရှက်နေကြကအထုပ်ကြီးရတဲ့ရတာကပင်မမှာပေါ့မလေးပါဘူးမတိုက်ဘဲနဲ့ပတ်စံရတာကပိုကောင်းတယ်လေတအားကောင်းလုံးနေတာကတော့မသိငါဆရာပဲဟီလာလည်းမပါတော့တခုခုတော့လွဲနေပြီမွန်စတာတွေအကုန်လုံးကဒဏ်ရာတွေနဲ့ပဲဘော့စ်တော့ရှိလိမ့်မယ်နေအောင်မိထွန်းလိုက်အဲ့မှာပင်းကူမြင်တွေကိုတွေးလိုက်ရပြီးဆက်သွားတော့ခရစ်စတယ်တွေအများကြီးကိုတွေးလိုက်ရကဘဲကြီးလည်းကျင်းနေနေခဲ့တယ်ဂျင်ဝူမင်းရဲ့စာချုပ်ကိုပြပါလားဂျင်ဝူရဲ့စာချုပ်ကပစ္စည်းရဲ့ပိုင်ဆိုင်မှုပဲပါတာခရစ်စတယ်ကရိတ်ခါမဟုတ်တော့ဝေစုကိုရှေ့ရောက်စာခွဲရမှာပေါ့နော်ဒါဘောကွာဒါပေမဲ့ဒီကောင်ကိုရင်ရှင်းရအောင်မယ်ဘော့စ်ကိုတီးလိုက်ရင်ဂိတ်ကပိတ်သွားတော့မှာဆိုတော့သူမသေးခင်မှာခရစ်စတယ်တွေကိုထုတ်မှဖြစ်မယ်ဘော့စ်ကအိပ်ပျော်နေလို့တော်သေးတယ်တူးဖို့ပစ္စည်းတွေရောဒီလောက်များမယ်မသိလို့ကားပေါ်မှာထားခဲ့တယ်တောင်းပန်ပါတယ်နှစ်ယောက်ဒီမှာခဏနေခဲ့ပါလားပစ္စည်းသွားယူလိုက်အောင်မယ်နောက်နေတာလားအေးဆေးပါဘော့စ်ကအိပ်ပျော်နေတာကိုစိတ်မပူနဲ့ပစ္စည်းတွေယူပြီးပြန်လာခဲ့မယ်စီကန်တွေအေးကြဆိုရင်စီရန်ကလူ၈ယောက်လူတယ်အဆက်ကငါတို့မပိုင်ရင်6ယောက်ပဲရှိတယ်သူတို့ကစီရန်တွေမှာတိုက်ခိုက်နေကြပေါ့လူပြေးဖို့ဆိုရင်ပုံမှန်လူကရှိနေရမှာပဲအပြင်ရောက်တော့ဟဲ့အောင်ဂိတ်ကိုပိတ်လိုက်တော့ဝင်ပေါက်ကိုပိတ်လိုက်ကသစ္စာဖောက်သွားပြီးထင်တဲ့အတိုင်းပဲဂျင်ဟူလည်းသူ့ကိုအရင်ကမစ္စတာဆောင်တတိပေးခဲ့ဘူးတာကိုတတိရသွားပြီးဂျင်ဟူကတော့တင်းနေခဲ့တယ်ငါကစာချုပ်အကြောင်းကိုပြောမိလိုက်လို့လားမဟုတ်တော့ဘူးတခုခုမှားတာနဲ့အလျှော့ခံရမှာ boss လဲဆင်းလာပြီးတိုက်ခိုက်ဖို့လုပ်နေကတခြားပေါက်တွေကနေတော့ထွက်လို့ရမှာပါစီရန် boss နဲ့ Iran Hunter ကတော့ဟုတ်နေပြီပဲကျင်းဟိုနောက်ဆုတ်လိုက်ဒီကောင်ကငါရှင်းလိုက်မယ်လက်နက်ထုတ်ပြီးရှစ်တီးဖို့လုပ်လိုက်တယ်အစုံကြည့်ရှုပေးခဲ့ကြလို့တငယ်ချင်းတို့အလုံးကိုထူးပဲချစ်သူတင်ရှိပါတယ်